This place is not England, but Myanmar. we are the people of God. Mingalaba. And then, Mingalaba, but according to the Jewish custom, the Bible greetings is always shalom. ဟုတ်ပြီမြန်မာပြည်အနေထားဆိုပေမဲ့လည်းဂျူးတွေရဲ့ထုံးစံတမန်ကျမ်းစာရဲ့ထုံးစံအရာဆိုလို့ရှိရင်ကျွန်တော်တို့နှုတ်ဆက်မှာ shalom ပဲတဲ့ညီသက်ချင်းရှိပါစေ Yes, once again, shalom means shalom ရဲ့အဓိပ္ပာယ်ကတော့ paying back the debts on. နာကျင်မှုတွေအားလုံးကပေးဆက်ပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ် That means I want you to be forgiven all of your sins. အဲ့တော့အားလုံးကိုဆရာဆန္ဒပြုတာကတူးနဲ့တူခွင့်လွှတ်ပေးကြဖို့เนาะခွင့်လွှတ်ခြင်းခံဖို့ဖြစ်ပါတယ် Okay, and so every morning, every evening, we will greet with the words of Jesus, Shalom. Jesus always greets with the word Shalom. ဒါကြောင့်လဲမနေ့တိုင်းညနေတိုင်းတို့တွေနှုတ်ဆက်ကြမယ်ဒါသခင်ရှုရဲ့စကားလေးဖြစ်တယ်ဒါ Shalom Shalom လေးကိုမြင်မှတ်ထားပြီးပေါ့နော် What does it mean? အဲ့ဒီ Shalom ကဘာအဓိပ္ပာယ်လဲ Yeah. Your sins အဓိပ္ပာယ်သင်တို့ရဲ့အပြစ်တွေအားလုံးလဲ Your sins are forgiven. ခွင့်လွှတ်ခြင်းခံလိုက်ပြီဆိုတဲ့အဓိပ္ပာယ်ပဲ Yeah, very good greeting, and so. အင်မတန်မှကောင်းတဲ့နှုတ်ဆက်ခြင်းပဲဖြစ်ပါတယ် Yeah. At my meeting, I will use the greeting Shalom always, and so please greet each other with Shalom. ဒါဆရာရဲ့ဆန္ဒကတော့အရောက်တိုင်းအဲ့ဒီစကားပဲသုံးချင်တယ်တရားနဲ့တရားနှုတ်ဆက်တဲ့အခါမှာ Shalom ပဲသုံးမယ်ပေါ့နော်ဟိုလေတရားနဲ့တရား Shalom ဆိုပြီးတော့ပြန်ပြီးနှုတ်ဆက်ကြအောင် Okay. Shalom. Shalom. Your sins may be forgiven all. ဒီအပြစ်တွေအားလုံးခွင့်လွှတ်ခြင်းခံရပြီငါလဲအဲ့ဒီအဓိပ္ပာယ်ပေါ့နော် Yeah, thank you. ကျေးဇူးတင်တယ် Okay, this morning we will study about the home. ဒီနေ့မနေ့တော့အိမ်ဆိုတဲ့ခေါင်းစဉ်အောက်ကိုကျွန်တော်တို့သွားမယ် Yes. According to the Bible, တမန်ကျမ်းစာအရဆိုလို့ရှိရင် Genesis chapter 1 verse 26, ဒီကပ္ပဦးကျမ်းခန်းကြီး1ငယ်26မှာ the Bible says, God said, let us make man in our image. ဘုရားသခင်ကပြောတယ်တို့အားလုံးသိတယ်တို့ရဲ့ငါတို့ပုံသဏ္ဍာန်နဲ့ညီသဏ္ဍာန်တည်းလူကိုဖန်ဆင်းကြစို့လို့ပြောခဲ့တယ် Okay. What is the image of God? ဘုရားသခင်ရဲ့ပုံသဏ္ဍာန်ဆိုတာဘာလဲ Okay. It's inhuman Yeah. Anyway. ဘာပဲဖြစ်ဖြစ် Okay. Genesis chapter 1 verse 26, we can find in this verse the image of God. အဲ့ဒီကပ္ပဦးကျမ်းခန်းကြီး1ငယ်26မှာဘုရားသခင်ပုံသဏ္ဍာန်ကိုတို့တွေ့လို့ရတယ် Yes, God said, let us make man in our image. Our image. Our ငါ image. တို့ဆိုတဲ့ဒီညမှာငါတို့ဆိုတဲ့အရာလေးကိုသတိထားမိမှာပါ Yeah, what does it mean? Our အဓိပ္ပာယ်ကဘာလဲငါတို့ဆိုတဲ့အဓိပ္ပာယ်ကဘာလဲ It's a unity Yes. မှန်တယ် Jesus introduced of God as three persons. အဲ့မှာသခင်ရှုတို့မိတ်ဆက်ပေးလိုက်တာငါတို့ဆိုတဲ့အဓိပ္ပာယ်ကပုဂ္ဂိုလ်3ဦးရှိပါတယ်ဆိုတဲ့အဓိပ္ပာယ်ရှိ Matthew chapter 28 verse 20. ဒီမဿဲအခန်းကြီး28 verse 19. အဲ့မှာမဿဲအခန်းကြီးနော်မဿဲအခန်းကြီး28အငယ်19မှာဆိုလို့ရှိရင်ခမဲတော်သားတော်တန်ရှင်တော်ဝိတော်ဆိုတာပါတယ် Yeah, there are three gods, Father, Son, and the Holy Spirit. ဟုတ်တယ်အဲ့မှာဆိုရင်ခမဲတော်ရှိမယ်သားတော်ရှိမယ်တန်ရှင်တော်ဝိညာဉ်တော်ရှိမယ် Father, Son, and the Holy Spirit.
ဒီခမဲတော်သားတန်ရှင်တော်ဝိညာဉ်တော်ပုဂ္ဂိုလ်၃ဦးရှိတယ် Three gods made man, okay, in their image. ဒီဖျား၃ပါးကအတူတကွလူသားတွေကိုသူတို့ရဲ့ပုံသဏ္ဍာန်နဲ့အညီဖန်ဆင်းလိုက်တယ် Yes, very interesting saying. အဲ့ဒါအင်မတန်မှစိတ်ဝင်စားဖို့ကောင်းတဲ့အရာလေး Okay, if we go to Genesis chapter 2, verse 24, ကဘာဦးကျန်ခန်းကြီး2အငယ်29မှာ sorry မြန်မာနဲ့အင်္ဂလိပ်တွေရောကုန်ကိုကိုတွားကြည့်တဲ့အခါကျတော့လေ yes, we can find very interesting sayings. အင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုရှိသေးတယ် Yes, the Bible says, therefore a man shall leave his father and mother and be joined to his wife, and they shall become one flesh. သူယောက်ျားသည်ဗာလဲကိုမိဘကိုစိုးရိမ်မရနိုင်မိဝဲတဲ့ဖြင့်သူတို့သည်တလုံးတော်ရဖြစ်ကြလိမ့်မယ်ဆိုတဲ့စာသားလေးပါတယ် Yes, husband ဒါကြောင့်မလို့ခင်မွန် and wife. Okay, if I say Oh you sorry can sorry write. okay okay And they become one flesh. ဒါကြောင့်ဒီခင်မွန်ရဲ့ဇနီးရဲ့ပေါင်းလိုက်ရင် Okay, ခင်မွန်ဆိုတာယောက်ျားကိုပြောတာနော်ဇနီးယောက်ျားမိန်းမပေါင်းလိုက်တော့တိဖြစ်သွားတယ် if man and the woman would be married together and then they become one flesh. ယောက်ျားနဲ့မိန်းမလက်ထပ်ပေါင်းသိမ်းလိုက်တယ်သူတို့တွေကတစ်ခုတည်းဖြစ်သွားတယ် Is it တသား true? တကိုယ်တည်းဖြစ်သွားတယ် Is it true? အဲ့ဒါအမှန်လား Yes they say Yes? Okay. တယောက်တည်းဖြစ်သွားလား Pastor one flesh ဆိုတာတသားတကိုယ်တည်းလို့မြန်မာလိုဘာသာပြန်ပြီမဲ့ Pastor အ Saul တိတ်ပဲတဲ့တဲ့ and ဆိုရင် his wife တယောက်တည်း became one flesh. ဟိုမှာကိုရီးယားဆရာတို့ They ဇနီးမောင်နဲ့ married ကြီးလိုက်ရင်တသားတကိုယ်အသားတစ်ခုတည်းလားပေါ့ They became one flesh. Yeah, Pastor Saul is now in Korea. He is ဟုတ်တယ်ဆရာစောက coming ကိုရီးယား back. မှာဆရာမနေနေကဒီမှာ His body maybe is now on the plane, but his wife is here, and two fleshes, two bodies. အခုကပုတ်ခန္ဓာကိုယ်နှစ်ခုဖြစ်နေပါတော့ဟိုမှာတစ်ခုဒီမှာတစ်ခု And then why? Why does the Bible ဘာဖြစ် say လို့အဲ့ဒါဆိုလို့ရှိရင်တမန်ကျမ်းစာတသားတကိုယ်လေးဖြစ်မယ်လို့ရေးသားတာ becoming one flesh? သူတို့တွေဟာဆိုရင်တသားတကိုယ်လေးတသားတကိုယ်လေးတဲ့ပြောမှဆိုအသားတစ်ခုတည်းပေါ့နော်ခန္ဓာကိုယ်တစ်ခုတည်းဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ် Okay. Once again, နောက်တစ်ခေါက်ထပ်ပြောမယ် if the husband would be married together with his wife, and then they become one flesh. so ယောက်ျားတစ်ယောက်ကသူ့ရဲ့မိန်းမနဲ့လက်ထပ်ပေါင်းသိမ်းလိုက်တယ်သူတို့ကတသားတကိုယ်လေးဖြစ်သွားတယ် One flesh and two fleshes. One flesh? တသားတကိုယ်လေးလားနှစ်သားနှစ်ကိုယ်လား No. They still two. They are still သူတို့ two တွေကနှစ်ယောက် fleshes. ဖြစ်နေတော့မှာပဲ But why does the Bible say ဒါပေမဲ့ဘာဖြစ်လို့တမန်ကျမ်းစာအဲ့လိုပြော one လဲ flesh? ဘာဖြစ်လို့တသားတကိုယ်လေးလို့ပြောရတယ်လဲ Huh? in their mind and how their thoughts will be unique No. The Bible How says not thought but အတွေးတစ် flesh. One flesh. This စိတ်တွေကိုယ်တွေ flesh. ပြောတာမဟုတ်ဘူးတဲ့အသားကိုပြောတာလေတမန်ကျမ်းစာ Okay. Is the Bible true? ဒါဆိုကျမ်းစာမှန်ရဲ့လား What do you think of the Bible? The Bible is the truth. တို့စဉ်းစားမိတမန်ကျမ်းစာမှန်တယ်လို့ And then Sin why namin. does the Bible say becoming becoming one flesh? ကျမ်းစာတို့မှန်တယ်လို့ယူဆထားတယ်ဒါပေမဲ့ဒီမှာပြောနေတယ်တသားတကိုယ်လေးဖြစ်မယ်အသားတစ်ခုလေးဖြစ်မယ်လို့ပြောထားတယ် Okay. Look at me. ကဲဆရာဥမာနည်းနည်းကြည့်လိုက်မယ် As I told you, ဆရာပြောပြီးပြီနော်တခါ my nose is my mom. ကျွန်တော်နှာခေါင်းကအမေနှာခေါင်းဖြစ်တယ် My ears also is mom. နေရွက်လည်းအမေဟာပဲ But my
feet and my hands ဒါပေမဲ့ခြေနဲ့လက် are ကတော့ my dad. အဖေဟာ Yeah. Okay. In me, ကျွန်တော်ခန္ဓာကိုယ်တစ်ခုထဲမှာ mom and dad အဖေနဲ့အမေရဲ့ became one flesh. အဖေရဲ့အမေအသားတွေပေါင်းထဲတော့ဒီမှာအ Okay. သားတစ်ခုဖြစ်လာတယ် Think of your nose this morning. I'll be- Whose is your nose? ကဲအခုဆရာနှာခေါင်းကြည့်ပြီးတော့ကိုယ်နှာခေါင်းပြန်ကြည့်လိုက်အဲ့ဒါဘယ်သူနှာခေါင်းလဲ Huh? Moms? Dad? တရားနဲ့တရားတော့တူမှာမဟုတ်ဘူးเนาะအဖေဖြစ်လိုက်အမေဖြစ်လိုက်ပေါ့ Yes. Your eyes, who is ကိုယ်မျက်လုံးကိုပြန် your ကြည့် eyes မယ် are whose? ဒါဆိုရင်ဘယ်သူမျက်လုံးဖြစ်မလဲ Dad or mom? အဖေလားအမေလား Ja. Okay. You are the unity, actually, unity of your mom and dad in your body. ဆိုတော့တင်တို့တွေအားလုံးကအဖေနဲ့အမေရဲ့စုပေါင်းထားတဲ့အခန္ဓာကိုယ်အသား Your တစ်ခုဖြစ် mom တယ် and dad are alive. အဖေနဲ့အမေဟာဆိုလို့ရှိရင်အခုချိန်ထိတင်တို့အထဲမှာအသက်ရှင်နေတယ်ပေါ့နော် And the Bible is true. အဲ့ဒါတော့အဲ့ဒီခါကျတော့တမန်ကျမ်းစာမှန်တယ်လို့တို့ပြောလို့ရပြီ Yes, in the son and in the daughter, mom and Daddy. dad သမီးတွေမှာ became one flesh. သားတွေသမီးတွေနေရာမှာအဖေနဲ့အမေကတသားတကူတွေဖြစ်သွားတာ Okay, let's go back to Genesis chapter 1, verse 26. โอเคတို့ဒီကပောက်ကြံခိုင်းတိတ်ငင်26ကိုပြန်သွားရအောင် Yes, God said, let us make man, only one man, in our image. ငါတို့ပုံတရံနဲ့အညီလူကတစ်ယောက်တည်းပဲရှိသေးတယ်အဲ့မှာလူတစ်ယောက်တည်းကိုပဲဖန်ဆင်းကြ Oh, ဆို yes. Three gods ပုဂ္ဂိုလ်၃ပါးဖခင်က made only one man. လူတစ်ယောက်တည်းကိုပဲသူတို့ဖန်ဆင်းတယ် Okay, don't misunderstand. အဲ့ဒါနားလည်မှုမလွဲပါနဲ့ The Bible says, three gods made only one man, Adam. ဒီပုဂ္ဂိုလ်၃ပါးကအာဒမ်တစ်ယောက်တည်းကိုပဲဖန်ဆင်းတာဖြစ် Okay, တယ် I will ask a question. Maybe မတော်အဲ့ဟာကိုမေးခွန်းမေးမယ်နော် originally, did our God make man and woman first? အစမူရင်းမှာဘုရားသခင်ကလူပုဂ္ဂိုလ်တူတည်းကိုပဲအရင်ဆုံးဖန်ဆင်းတာ What does the Bible say? တမန်ကျမ်းစာဘယ်လိုဖော်ပြထားလဲ Yes, the Bible says originally God made only one man, Adam. အစမူရင်းမှာဘုရားသခင်က Okay. အာဒမ်တစ်ယောက်တည်းကိုပဲဖန်ဆင်းတာ Yeah, please write down this. အဲ့ဒါ truth. လေးကိုမှတ်ထားပေးစချင်းဖန်ဆင်းတာငါတို့ပုံ God တရံ did နဲ့ညီ not make တတရံတည်းလို့ပြောတဲ့ခါမှာ God did တစ်ယော not က်တည်း make man and the woman. ဆိုတော့ဘုရားသခင်ကမူရင်းမှာယောက်ျားနဲ့မိန်းမကိုတွဲဖန်ဆင်းတာမဟုတ်ဘူး God made only one man, Adam. အာဒမ်တစ်ယောက်တည်းယောက်ျားလေးတစ်ယောက်တည်းကိုပဲအရင်ဖန်ဆင်းတာဖြစ်တယ် Why did our God make only one man? ဘာဖြစ်လို့ဘုရားသခင်ကအဲ့ဒီယောက်ျားတစ်ယောက်တည်းကိုပဲဖန်ဆင်းရတာလဲ Okay, let's go back to the story of Adam and Hawa. ဟုတ်ပြီအာဒမ်နဲ့အေဝပုံမြင်လေးကိုတို့တစ်ချက်ပြန်သွားကြည့်အောင် Genesis chapter 2, verse 29. ဒီကပ္ပဦးကျမ်းခိုင်း 24. ဒီကပ္ပဦးကျမ်းခိုင်းနှစ်အငယ်29ထဲမှာဖော်ပြထားတယ် Yes, Adam and Hawa were united with love, and then they could get Cain. ဆိုအာဒမ်နဲ့အေဝတစ်လုံးလုံးရဖြစ်ပြီးတဲ့အခါမှာကာအိနအမွေးဖွားလာတယ် Okay. How did they get a boy? ဒါဆိုသူတို့ဘယ်လိုလုပ်ပြီးတော့ဒီကာအိနဆိုတဲ့ကလေးလေးကိုမွေးဖွားနိုင်ရတာလဲ Maybe most of you are not married now, and so ဒီမှာရှိတဲ့ဆက်ဆံမကလေးတွေအားလုံးကလက်ထပ်ပြီးသားမဟုတ်တဲ့ခါကျတော့ you have not experienced the ဒါမျိုးအ marriage. တွေ့အကြုံလေးရှိမှာဟုတ်ပေါ့နော်ဆိုတော့ Yes. I got married, and then ဆိုဆရာလက်ထပ်ပြီးပြီကလေးလေးရှိတယ် I got my son. ဆရာမသားလေးရှိတယ် Okay, in my son, ဆက်သားမှာ my wife and I actually are alive.
ဆရာသားထဲမှာဆရာရောဆရာဇနီးရောနှစ်ယောက်ပေါင်းပြီးအဲ့မှာအသက်ရှင်နေတယ် My son's eyes is my wife's. အဲဒီဆရာသားရဲ့မျက်လုံးကကျွန်တော်မျက်လုံးပဲ Nose is also. နှာခေါင်းလည်းပဲကျွန်တော်နှာခေါင်း But actually, his mouth and his ears, သူရဲ့နှာခမ်းတွေနှရွက်တွေအဲ့ဒါကြတော့သူ့အမေဖြစ် and then I can, my mom, my wife and me in my son. Two persons were united. အဲ့မှာကြည်တိရတာကငါရဲ့ကျွန်တော်မိန်းမရဲ့နှစ်ယောက်ပေါင်းပြီးတော့အဲ့မှာကျွန်တော်သားထဲမှာသားတကူတွေဖြစ်သွားတာ Okay, and then how did I get my son? အဲ့ဆိုရင်ဘယ်လိုလုပ်ပြီးတော့ကျွန်တော်သားကိုရလိုက်တာလဲ Actually, I was too shy to say to my wife, I love you. so အစားတော့ဆိုအရင်ရှက်တယ်ပေါ့ဇနီးကိုအရင်နင့်ငါချစ်တယ်လို့ပြောဖို့ရှက်တယ် Oh, it's impossible for me to say to my wife, I love မိန်းမ you. ဟဲ့နင့်ငါချစ်တယ်လို့ပြောဖို့ဆိုတော့တော်တော်ကိုရှက်တယ်တော်တော်မဖြစ်နိုင်တဲ့စကားပဲ I cannot say, မပြောနိုင်ဘူးပြောလို့မထွက်ဘူး but how did I get a boy? အဲ့လောက်ရှက်နေဘယ်လိုလုပ်ပြီးကလေးရတော့မှာလဲ Do you know? How did I get a boy, my son? အဲ့ဆိုကလေးကဘယ်လိုရတယ်တင်လဲ Even though I could not say to my wife, I love you, but I could get a boy. မိန်းမကိုချစ်တယ်လို့ပြောဖို့တော့အဲ့လောက်ရှက်တယ်ဆိုဘယ်လိုလုပ်ပြီးကလေးရမှာလဲ How? ဘယ်လိုရနိုင်လဲသိလား Okay. Okay. Yes. Mrs. အဲဆမဆရာပြောတယ် how to get a boy. ဘယ်လိုကလေးရမဲ့နီးလန်းနေပြောပြနေတယ် Even though I say to my wife, if I say to my wife, I love you 100 times, and then can I get a boy? မိန်းမကိုချစ်တယ်လို့ပြောရဲလို့အခါတရာပဲပြောကလေးရမလား Oh, do you know that? အဲ့ဒါတော့သိတယ် And then, if I say to my wife, I love you 1 million times, and then စေ can ဒါ I တ get ရာ a ဆို boy? နေသေးရကွာသူ့အချိန်တသိန်းလောက်ပြောလိုက်မယ်ကလေးရမလား No. Yahoo? မရဘူး Yahoo? မရဘူး Meow? Do you know that? How can I get a boy? How could I get a boy အဲ့ myself? ဆိုကလေးသားဘယ်လိုရနိုင်ရလဲ Huh? Oh, yes. Maybe you know that about that. Okay. Anyway, only when we give ourselves to our wives, တခုတည်းသောနီးလန်းရှိတယ်အဲ့ဒါတော့ကိုယ့်ရဲ့ဇနီးမှာစက္ကပ်အနှံလိုက်မှသာလေ we cannot get a boy lying beside my wife and holding her hands, and then can I get a boy? ဆိုတော့တို့တွေကဇနီးနားမှာလဲလက်ကလေးကင်ပြီးတော့ And if I Oh, hug tu- my wife and Like say, pet I yung love eh. you, and then can I get a boy? အဲ့ဆိုကလေးရနမလား Yahoo! ရဘူး And then how could I get a boy? အဲ့ဆိုကလေးဘယ်လိုရမှာလဲ Okay. စက္ကပ်ရမယ်အနှံရမယ် Yeah, very important. အဲ့ဒါအရင်ရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ဒါ First- တမန်ကျမ်းစာရှုတော့ရပါတော့ Husband, တိအဲ့ဒါခင်မွန်း yeah, ought to give himself to his wife. ခင်မွန်းကနေပြီးတော့ဒုက္ခနာကိုဇနီးစီမှာအပ်လိုက်တယ် Only when husband gives himself to his wife, ဇနီးခင်မွန်းကဇနီးစီကိုသူစက္ကပ်အနှံလိုက်တဲ့အချိန်မှာပဲ devote himself actually. devoted ဆိုတာလုံးဝမြန်မာလိုကတော့စက္ကပ်အနှံပဲအကုန်လုံးဘာသာပြန်နော် Yeah. submit devoted Yeah, အဲ့ဒီသူ့ကိုပေးလိုက်တာပေါ့နော်အပ်လိုက်တာပေါ့ Yes. ခန္ဓာကိုယ်အပ်လိုက်တယ် devote oneself in Hebrew word. အဲ့ဒီ I have. devote ဆိုတဲ့စကားလုံးဟေဘရဲရဲ့မူရင်းမှာကြည့်လိုက်တဲ့အခါ I ကျတော့ have.
I have လို့ means အဲ့ဒီအဓိပ္ပာယ်ကဘာလဲဆို to တော့ love. ချစ်ဖို့ To အချစ်ပေးတယ် And then, okay, I will put this examination. What's the meaning of Hebrew word I have? To ဟေ love. ပြေလို့တော့ I have ဆိုတဲ့အဓိပ္ပာယ်ကဘာလဲ To love is ဟေပြေ to devote. ဒီ Devote စက္ကန့်အနှံမှု Once again, what is the love? နောက်တစ်ခေါက်မေတ္တာဆိုတာဘာလဲ Yes, မေတ္တာဆိုတာ devoting himself. ဟုတ်ပြီချစ်ဖို့မေတ္တာလို့ပဲရေးလိုက်ပဲ Yes, မေတ္တာ I will ဆိုတာ Remember this. I will put စက္ကန့်အ this နှံ at an နော် examination. What is love? Devotion. Devotion. Devoting. စက္ကန့်အနှံခြင်းပေါ့မေတ္တာ Okay. If I say to my wife, I say, I love you, but I do not give my heart and body and my money to my wife. Actually, that is not the love. တော့ဇနီးကိုဘလောက်ပဲချစ်တယ်လို့အခါတရာမကပြောကိုယ်ခန္ဓာဒီခန္ဓာတစ်ခုလုံးသူ့စက္ကန့်အနှံခြင်းမရှိဘူးဆိုရင်ဒါမေတ္တာမဟုတ်ဘူး Yes, it is a lie. ဒါလိမ်လည်မှုတစ်ခုပဲ Okay, let's go to John chapter 3, verse 16. ယောဟန်ခန်းကြီး3ငယ်16ကိုတစ်ခေါက်ပြန်သွားကြည့်မယ် Yes, God so loved the world. God so loved the world that ဘုရားသခင်ဒီလောကကြီးကိုအယမ်းချစ်လွန်းတဲ့အခါမှာဘာလုပ်လဲ He gave His only Son. သူ့ရဲ့တပါးဒီသောသားကို Yes, ပေးခဲ့တယ် without giving, without devoting, that is not the love. အတိတ်ပဲအဲ့မှာပဲသူလည်းပဲစက္ကန့်အနှံပေးလိုက်တဲ့ devoting เนาะသူ့ရဲ့သားကိုစွန့်တဲ့အထိသူစက္ကပ်ပေးလိုက်တဲ့အခါမှာအဲ့ဒါကြီးမားတဲ့မေတ္တာဖြစ်လာ Once တယ် again, နောက်တစ်ခေါက် John chapter 3, verse 16. ယောဟန်ခန်းကြီး3ငယ်16 God so loved the world ဘုရားသခင်ကဒီလောကကြီးကိုအယမ်းချစ်တယ် that He gave His only Son to ဒါ the ကြောင့် world. သူ့ရဲ့တပါးဒီသောသားကိုဒီလောကကြီးအတွက်ပေးလိုက်တယ် And so, love is what? ဒါအဲ့ခါမှာကြည့်လိုက်မေတ္တာဆိုတာဘာလဲ Giving. အဲ့မှာ Devoting. ပေးကမ်းခြင်းစက္ကန့်အနှံခြင်းအတိတ်ပဲအဲ့လိုထွက်တယ်နော် Yes, without giving, without devotion, actually, that is not the love. Actually, that's a lie. လုံးဝစက္ကန့်အနှံမှုမရှိဘူးစွန့်ဘာလဲပေးဆက်ခြင်းမရှိဘူးဆိုလို့ရှိရင်တော့ဒါမေတ္တာမဟုတ်ဘူး Okay. Husband has to ခင်မောနေယ devote himself. သူ့ကိုယ်သူစက္ကန့်အနှံမှုရှိရမယ် Devote himself to his wife. ဟုတ်ပြီခင်မွန်းကမိမိကိုယ်ကိုသူ့ရဲ့ဇနီးထံစက္ကန့်အနှံရမယ် Okay, and then, what is the part of wife's part? Yes, receiving her husband's, and she should commit herself to her husband. ဒီဇနီးဘက်ကလည်းပဲခင်မွန်းရဲ့စက္ကန့်အနှံမှုကိုရရှိတယ်သူလည်းပဲပြန်ပြီးတော့တခါခင်မွန်းထံကိုပြန်ပြီးအနှံလိုက်တယ် Yes, the Hebrew word is aman. စကလုံးအသုံးနှုန်းလေးတော့မတူပါမြန်မာလိုတော့ကျွန်တော်လည်းဘာသာပြန်တာပဲညံ့တယ်လားမသိ This ဘူး word means aman ခင်မွန်း means ဘက်က devoted လုပ်တယ်ဇနီးဘက်က submit လုပ်တယ်เนาะ devote and submit အဲ့ဒါကိုကျွန်တော်ခွဲပြီးဘာသာမပြန်တတ်ဘူး to commit. Aman means to commit. ဆိုတော့ဇနီးရဲ့အလုပ်ကလည်းသူ့ရဲ့ခင်မွန်းထံကိုပြန်ပြီးတော့အနှံလိုက်တာပေါ့เนาะ submit လုပ်လိုက်တယ် Yeah, I will put this also. submit ဆိုတာကျွန်တော်တို့ as a စာမ relation. ဖြေတဲ့အဖြေလွှာကိုပေးတယ်ပေါ့เนาะ devote ဆိုတာတော့ Husband must give himself to his wife, and wife must commit herself to her husband. တော့ခင်မွန်းကသူ့ကိုယ်သူဇနီးထံမှာစက္ကန့်အနှံလိုက်တယ်ပြီးတော့ဇနီးကလည်းပဲအဲ့ဒီအနှံမှုကိုလက်ခံပြီးတော့ပြန်ပြီးတော့ခင်မွန်းစီမှာပြန်စက္ကန့်လိုက်တယ်ပြန်အနှံလိုက်တယ် Yeah, we usually translate this word aman
ဆိုတော့ believe in ဒီ English. ခင်မောဘက်ကလှုပ်ဆောင်တဲ့အရာတစ်ခုကတော့ဒါအနံစက္ကက်လို့သုံးပေမဲ့ဇနီးဘက်ကပြန်ပေးတဲ့ဟာကြတော့ယုံကြည်လို့အတိတ်ပဲတက်ရောက်တယ် Yes, very interestingly, John chapter 3 verse 16. အဲကြောင့်ဒီဆောနာကျွန်တော်ဖတ်ခဲ့တဲ့ယောဟန်ခန်းကြီး3ငယ်16မှာဖော်ပြထားရရလေ God so loved the world that he တော့ဘုရား gave သခင်က his only ဒီလောကကို son. အယံချစ်တဲ့အတွက်ကြောင့်သူ့ရဲ့တပါးရီတော်သားကိုပေးတယ်ဘုရားအရင်ပေးတယ် Yes, whoever believes in him. ဆိုတော့လူသားဘက်ကလောက်ရမယ့်ဟာကသူ့ကိုယုံကြည်တဲ့ဘသူမဆိုလို့တုံးထားရနော် Yes, this word very interestingly. အဲ့ဒီယုံကြည်တဲ့သူသူ့ကိုယုံကြည်တဲ့သူဆိုတာ Greek word ace. အဲ့ယုံကြည်ဆိုတဲ့စကားလုံးက Greek တမူရင်းက Greek လို့ရေးထား Ace တာ means အဓိပ္ပာ actually ယ်က not in but into him. Okay, So- very interesting word. သူ့အထဲမှာယုံကြည်မှုပေးလိုက်တယ်အထဲကိုယုံလိုက်တယ်အနှံယုံကြည်အနှံလိုက်တယ်အင်္ဂလိပ်စကားလုံးပါလေ I believe you အဲ့လိုမသုံးဘူးနော် I believe in you ဆိုတဲ့စကားလုံးရှိတယ်နော် Into him, not in အထဲထဲကို him. Very interesting word. အပေါ်ရမဟုတ်ဘူးတဲ့နှစ်ကာယုံကြည်လိုက်တယ် Okay, if I give myself to my wife and into him, and she also commits herself into me, and then we can be united. ဆိုတော့ကျွန်တော်ဇနီးစီကိုလည်းပဲအဲ့လိုမျိုးနှစ်ကာယုံကြည်စက္ကန့်အနှံလိုက်တယ်ဇနီးကလည်းကိုယ့်စီကိုပြန်ပြီးတော့အတွင်းကြယုံကြည်မှုရှိတဲ့ခါမှာ Yes, very. ဆိုရင်စီလုံးလုံးเนาะတလုံးတစ်ဝါတည်းဖြစ်လာ Yes, very active word. Into him. အဲ့ဒါကတကယ်လှုပ်ဆောင်မှုဖြစ်တဲ့စကားလုံးတွေပဲအတွင်းထဲကိုလို့အထဲထဲမှာလို့အဓိပ္ပာယ်ရ And then, finally, they can get နောက်ဆုံးကြတော့သူတို့တွေက the baby, the life. အသက်ကိုရရှိသွားကြတယ် Yes, if the husband and wife, lie together in the bed, holding hands and saying, I love you, and then they can never get the baby. ဇနီးနဲ့ခင်မွန်းနှစ်ယောက်အဲ့ရတဲ့ဒူလဲလျောက်လက်ကလေးကင်ပြီးတော့နေငါချစ်တယ်လို့ဘလို့ပဲပြောအဲ့ဒါနဲ့ကလေးကရတာမဟုတ်ဘူး How? ဘလို့ရမှာလဲ How could they get a boy? စက္ကန့်အနှံ Giving himself သူ into ကိုသူဇနီးအထဲကို his wife, ပေးလိုက်တယ်ဇနီးကလည်းပဲ wife commits အခါပြန် herself ပြီးတော့ into သူ့ရဲ့ခင်မွန်းအထဲထဲကို husband. ပြန်ပြီးတော့အနှံလိုက်တယ် and then ဒီမှာခင်မွန်းကပေးတယ်ဘာပဲ Being သူ့ရဲ့မြတ်တာ united. အားလုံးကိုပေးတယ်သူကဇနီးကလည်းပဲအဲ့ဒီမြတ်တာတွေရယူပြီးတော့သူ့ကိုယ်သူစက္ကန့်အနှံလိုက်တယ် being united, and they could get a boy. Okay. ယောဟန်အခန်းကြီး3ငယ်16မှာခဏလေးတော့ယောဟန်အခန်းကြီး3ငယ်16မှာကြည့်လိုက်ဖခင်ကပေးတယ်ခင်မောကအရင်ပေးတယ်ဇနီးကယုံကြည်ပေးတယ်ဖခင်ကပေးတယ်လူသားတွေကယုံကြည်မှုပေးရလူသားတွေကယုံကြည်ပေးရတယ်နော်ဆိုတော့အတူတူပဲဖြစ်တယ်ကပ္ပဦးကျခန်းကြီး1ငယ်26ယောဟန်အခန်းကြီး3ငယ်16နော် Yes, that's the formula of getting life. Okay. And then once again we are going back to John chapter 3 verse 16. ဟုတ်ပြီယောဟန်အခန်းကြီး3ငယ်16ကိုနည်းနည်းအကျယ်တွင်းပြန်ကြည့်အောင် God loved the world that he gave his only son. ဟုတ်ပြီဖခင်ကဒိုလောကကြီးကိုအယံချစ်တယ်သူ့ရဲ့တပါးရီတော်သားကိုပေးတယ် Yes, where did he give his only son? သူဘယ်မှာပေးရလဲ On the cross. လဝကားတိုင်းမှာပေးတာဖြစ်တယ် Yes, God gave his only son to us. ဘုရားသခင်ကသူ့ရဲ့တပါးရီတော်သားကိုဒို့စီကိုပေးလိုက်တယ် Okay. And then the heart of Jesus was split အဲ့က because မှာ of our sins. ခရစ်တော်သခင်ရှုရဲ့နှလုံးသားဆိုရင်ကွဲသွားခဲ့တယ်နော် And his heart, was open. Okay? သူ့ရဲ့နှလုံးသားဆိုရင်ပွင့်ထွက်လာတယ် We should commit ourselves into the broken heart of Jesus.
ဒီနှလုံးသားပွင့်ထွက်သွားတဲ့ခရစ်တော်ရဲ့နှလုံးသားထဲမှာတို့တွေအားလုံးကအဲ့ဒီထဲကိုကိုယ့်ရဲ့အသက်တာစက္ကန့်အနှံလိုက်တယ်ယုံကြည် And မှုပေး then we could be united. အဲ့ဒီခါမှာတို့တွေကဖျားသခင်နဲ့စီလုံးနိုင်မယ် Yes, once again, နောက်တစ်ခါ love plus commit, faith, believe, and finally, yes, God's everlasting life become အဲ့ဒီဟာရဲ့အနှစ်ချုပ်လေးပြောမယ်ဆိုလို့ရှိရင်မေတ္တာအပေါင်းယုံကြည်ခြင်းအဲ့ဒါနဲ့မှထာဝရအသက်ကိုတို့ရရှိရဖြစ်တယ် life, everlasting life. ထာဝရအသက်အဲ့ဒီမှာဘာတွေ့လဲဆိုတော့မေတ္တာအပေါင်းယုံကြည်ခြင်း sorry We can see the formula of getting eternal life. Love plus faith, and we can get the eternal life. Love plus faith. နောက်ဒီမေတ္တာရဲ့ယုံကြည်ခြင်းရဲ့ပေါင်းမှထာဝရအသက်ကိုတို့ရရှိရဖြစ်တယ် Okay, if I ask you what is the formula of getting eternal life? ဟုတ်ပြီအခုအဒီ formula လေးပြန်မေးမယ်ကဲထာဝရအသက်ရရှိနိုင်တဲ့ formula လေးကဘာလေးလဲ Yes. Yes, you make me good teachers. Thank you. so သင်တို့အားလုံးကဆရာတွေကိုအရန်ကောင်းအောင်လုပ်ပေးတယ်ကျေးဇူးတင်တယ် Once again, နောက်တစ်ခေါက် what is the formula of getting eternal life? ဒီထာဝရအသက်ရရှိနိုင်တဲ့ formula လေးကဘာလဲ Our God, expressed himself as the husband in the Bible. God is our husband. တို့တွေ Spiritual ခင်မွန်းနေရာမှာနေပြီးတယ်နော်ဝိညာဉ်ရာမှာ Yes. And we are the wife of our so husband. တို့တွေအားလုံးကဇနီးတဲ့နေရာမှာ And ရှိနေတယ် God himself, ဘုရားသခင်ကသူ့ကိုသူ he Do you pay? gave himself in his son Jesus, actually. And then we should commit, we should believe into the broken heart of Jesus. ဆိုတော့ဘုရားသခင်အယုံဆုံးသူ့ရဲ့သားတော်ကိုတို့အတွက်ပေးတယ်တို့တွေကအဲ့ဒီကွဲကျင်နေတဲ့ခရစ်တော်ရဲ့နှလုံးသားထဲမှာကိုယ့်ကိုစက္ကန့်အနှံလိုက်တယ်ဒါယုံကြည်မှုတစ်ခုပေါ့နော်ယုံကြည်ခြင်းအဲ့ဒီခါမှာထာဝရအသက်ဖြစ်လာတယ် Yes, by our sins, even though by our sins his heart was broken, was split, but Jesus accepted us in his broken heart and he gave his eternal life to us. ဆိုတို့တွေရဲ့ယုံကြည်မှုတို့တွေရဲ့စက္ကန့်အနှံမှုခရစ်တော်ကလက်ခံပေးလိုက်ပြီးတော့တို့တွေကိုထာဝရအသက်ပြန်ပေးတာဖြစ်တယ် Okay, let's go back to Genesis chapter 1 verse 26. ဟုတ်ပြီတို့အဲ့ကပ္ပဦးကျမ်းခန်းကြီး1အငယ်2ငယ်29လား1ငယ်26လားပြန်ပါမယ် Yes, နော် God said, let us make man in our image. ဒါဘုရားသခင်ကပြောတယ်ငါတို့ပုံသဏ္ဍာန်နဲ့အညီတရံတဲ့လူကိုဖန်ဆင်းကြစို့ Okay, how did our gods, Father and Son and the Holy Spirit, how could they make only one man? ဘယ်လိုလုပ်ပြီးတော့ဒီသုံးပါးဖြစ်တဲ့ဖခင်ကလူတစ်ယောက်တည်းကိုဖန်ဆင်းနိုင်ရမှာဖန်ဆင်းနိုင်တာလေ I am ဆရာက the fruit of my mom and dad's love. ဆိုတော့ဆရာကအဖေနဲ့အမေရဲ့မေတ္တာအသီးဖြစ်လာတယ် Okay, maybe, three persons. Would you come here? โอเคနည်းနည်းပုံဖော်ကြအောင်3ယောက်လောက်အကူအညီတောင်းခြင်းတယ်လူ3ယောက်နဲ့တက်လာပြီ Come. Three persons. 3ယောက်3ယောက် Oh, yeah. နည်းပုံဖော်ကြည့်မယ် Okay. Thank you. Okay. Come. ဆရာနောက်နည်းနည်းကတ်မယ် She's father. သူကကြတော့ခမဲတော်ဟိုဘက်ကသားတော် She is the Holy Spirit. ဟိုကတန်ရှင်တော်ဝိညာဉ်တော် Okay.
How could they make Adam? သူတို့၃ယောက်ပေါင်းပြီးဘယ်လိုလုပ်ပြီးအာဒံကိုဖန်ဆင်းမလဲ Father gave himself to his son, သူခမဲတော်ကသားတော်စီကိုသူ့ကိုယ်သူစက္ကန့်အနှံလိုက်မယ် and the son commits himself to his father. သားတော်ကလည်းခမဲတော်စီကိုစက္ကန့်အနှံလိုက် Yes, တယ် they can become oneness. ဒါဆိုသူတို့နှစ်ယောက်ကသားတကူလေးဖြစ်သွားပြီ And also, Holy Spirit ဒါအဲ့ခါမှလည်းပဲတန်ရှင်တော်ဝိတော်ကလည်းပဲလာမယ် gave သူ himself သူ့ to ကို his သူအဲ့ထဲမှာ father, ပြန်ပြီးတော့စက္ကန့်အနှံလိုက်တယ် and the father committed himself to the Holy Spirit, အဲ့လိုခမဲတော်ကလည်းပဲတန်ရှင်တော်ဝိတော်စီကိုစက္ကန့်အနှံ and လိုက်တယ် they become one. အဲ့ခါမှာဒီပုဂ္ဂိုလ်၃ပါးတစ်လုံးလုံးရတယ်ဖြစ်လာတယ် Who is this one? အဲ့ဒီ၃ပါးကဘာဖြစ်သွားလဲအာဒံ Adam, right, absolutely right. အဖြေလုံးဝမှန်တယ် You make me good teacher. Thank you. Once again, အရန်တော်တဲ့ဆရာဖြစ်အောင်သင်တို့လုပ်ပေးလိုက်ပြီ yeah, Father God gave himself to his son. ခမဲတော်ကသူ့သားစီကိုစက္ကတ်တယ်သားကလည်းအဖေစီကိုစက္ကတ်တယ် Holy Spirit တန်ရှင် also. တော်ဝိတော်လည်းစက္ကတ်လိုက်တယ် They became one. သူတို့အားလုံးကတစ်လုံးတစ်ဝတည်းဖြစ်လာတဲ့အခါမှာ Who is that one? အဲ့ဒီတစ်လုံးတစ်ဝတည်းကဘာဘယ်သူလဲအာဒံဟုတ်လား Adam. Okay. Thank you. Thank โอ you. เคကျေးဇူးတင်တယ်သမီးတို့ထိုင်လို့ရတယ် Okay. Understand it? နားလည်တယ်နော် Yes. If I give myself to my wife, and she also commits herself to me, and then we can get a boy. so ဆရာလည်းပဲကိုယ့်ရဲ့ဇနီးကိုကိုယ့်ရဲ့အသက်တာကိုပေးလိုက်တယ်နော်ပေးဆက်လိုက်တယ်ဇနီးကလည်းပဲအနှံလိုက်တယ်အဲ့ခါမှာတစ်လုံးတစ်ဝတည်းဖြစ်ပြီးတော့ဒါသားလေးရလာတာဖြစ်တယ် Okay, and so many people say this. Try. Try is actually Latin words. Try, three. Unity. Yes, oneness, and then we call it Trinity in English. ဟော so ဒီ Latin စကားမှာ try ဆိုတာရှိရလေ the double တို့ try တို့ရှိရမလားသုံးခုအဓိပ္ပာယ်ရအဲ့ try အပေါင်း unity ဆိုတာစီးလုံးချင်းဒါသုံးခုအပေါင်းစီးလုံးပေါ့နော် Okay, အဲ့ခါမှာအဲ့ပုဂ္ဂိုလ်သုံးဦးမှာ in creation သုံးပါးတစု of man, God, three gods became oneness in Adam. အဲ့ပုဂ္ဂိုလ်သုံးဦးကဒီလိုမျိုးဆက်ကပ်ချမ်းဖြစ်တစ်လုံးတစ်ဝတည်းဖြစ်အဲ့တစ်လုံးတစ်ဝအာဒမ်ဖြစ်လာတယ် Okay. Who are alive in you? ကဲတင်တို့ကိုကြည့်လိုက်ကိုအထက်မှာဘယ်သူအသက်ရှင်နေလဲ Who are alive in you? Your Father mom and and mother dad. mom and dad yes Okay. အဖေနဲ့အမေကကိုအထက်မှာအသက်ရှင်နေတယ် yes, please remember, မှတ်ထားပေးပါ we are living. Yeah, actually, we are living in God's oneness, our Father's oneness. အချုပ်အပြည့်ပြောမှဆိုတို့တွေကဖျားသခင်ရဲ့တလုံးတစ်ဝဖြစ်ခြင်းမှာအသက်ရှင်နေတာဖြစ်တယ် Okay. Originally, three gods are living in us. ဒါငကိုမူရင်းတိုင်းဆိုလို့ရှိရင်ပုဂ္ဂိုလ်၃ပါးတည်းဆိုတာတို့အထက်မှာအသက်ရှင်နေတာအာမင် And then, if I would die, actually, my fathers, actually, God the Father, God the Son, the Holy Spirit, become mad because their children would die. They become mad, crazy, actually. အကဲသာကျွန်တော်သာတည်သွားခဲ့မယ်ဆိုလို့ရှိရင်သုံးပါးတစုကလည်းဒါအယံဝမ်းနေနေမှာပဲ Why did Jesus come down and die on the cross instead of us? ဘာ Why? ကြောင့်သခင်ယေရှုကဒီလောကကိုကြွလာပြီးတော့မှအသေးခံခဲ့ရတယ်လို့ထင်လဲ The Bible says, တမန်ကျမ်းစာဘာပြောလဲဆိုတော့ Isaiah chapter 9, verse 6. ဟေရှာယအခန်းကြီး9ငွေ6မှာ Yeah, very interesting sayings in the Bible. Isaiah chapter 9, verse 6 says, ဟေရှာယအခန်းကြီး9ငွေ6မှာဘာပြောလဲဆိုတော့ For unto us a child is born,
unto ငါ us တို့ a အဖို့ son လူ is ငါသား given, ယောက်ျားကိုဖွားမြင်တော်မူ၏ and his name will be သူရဲ့နာမည်တွေက called ပါလဲ Wonderful Counselor, Mighty God, အံ့ဩဖွယ်တိုင်ပင်ဘက်တကိုးကြီးသောဖျားရှင်ငြိမ်သက်ခြင်းထာဝရအဖငြိမ်သက်ခြင်း၏အရှင် Amen. အာမင် Thank you for your teachers. Who has ဆရာဆရာမ taught you. တွေကအဲ့ဒါတွေသင်ပေးရ Thank you. အရင်ကျေးဇူးတင်တယ် Yes, a baby was given to us. အဲ့တငယ်ကိုတို့စီကိုပေးတယ်လို့ His ပြောတယ် name shall be called သူ့ရဲ့နာမည်ကိုအံ့ဩဖွယ်တိုင်ပင်ဘက် Everlasting Father. အဲ့မှာပါတာထာဝရအဖဆိုပါတယ် The Bible says, တမန်ကျမ်းစာပြောတယ် becoming a baby, becoming a son of man, Jesus was called Everlasting ကလေး Father. လိုမွေးဖွားလာမဲ့သခင်ယေရှုဟာဆိုရင်ဘယ်လိုနာမည်မှဲ့ခံလဲဆိုတော့ထာဝရအဖ Only in this verse we can find the name of တ Jesus. မန်ကျမ်းစာတစ်ခုလုံးမှာဒီနေရာတစ်ခုတည်းပဲခရစ်တော်ရဲ့နာမည်ကိုထာဝရအဖလို့ဖော်ပြထားတယ် There is no other mention actually in the Bible that Jesus was called an everlasting Father. Only in this verse we can find his name. အခြားဘေကျမ်းချက်မှာမှသခင်ယေရှုရဲ့နာမည်ကိုထာဝရအဖဆိုတာမတွေ့ရဘူးဒီကျမ်းချက်တစ်ခုထဲမှာပဲရှိတယ် How could he be called everlasting Father? ဒါဆိုသူ့ဘယ်လိုလုပ်ပြီးတော့ထာဝရအဖလို့ခေါ်နိုင်ရတာလဲ When he became a baby. သူကလေးလေးဖြစ်လာတဲ့အခါမှာ Why? Why did he become a baby? A son Bible- of man? ဘာဖြစ်လို့သူကနော်ဒီလူသားရဲ့တာပေါ့နော်ကလေးလေးဖြစ်လာရတာလဲ He was God, not a Tu- man. ဖျားလေလူမမဟုတ်တာ But he became a baby. ဒါပေမဲ့သူကကလေးလေးဖြစ်လာတယ် He became like us. ကျွန်တော်တို့လူ Why? တယောက်ဖြစ်လာတယ်ဘာဖြစ်လို့လဲ Why did he become like us? ဘာဖြစ်လို့တို့တွေလူသားဖြစ်လာတာလဲ To die instead အ of us. သေး on the ခံ cross. ဖို့ဖြစ်ပါတယ်အသေးခံဖို့ He ဖြစ်တယ် must have been bitten. အရိုက်နဲ့ခံပြီးတော့ He must have been nailed. အတိုင်နဲ့အရိုက်ခံပြီးတော့နော်အသေးခံမှုဖြစ်တယ် Yes, instead of us. He must have been dead. နောက်ဆုံးသူကအသေးခံမှုပေါ့နော် He must have been crucified instead of us. ကျွန်တော်တို့ကိုယ်စားလက်ဝါးကားထဲမှာအသေးခံမှုဖြစ်ပါတ I ယ် am also a father. ဆရာလည်းဖခင်တယောက်ပါပဲ Even though I did not give much money to my son, but the only thing that I could do is I can die instead of my son. ကျွန်တော်တောက်အရန်ချစ်တယ်သူ့ကိုပတ်စံနဲ့အများကြီးမပေးနိုင်ဘူးဒါပေမဲ့ကျွန်တော်လုံနိုင်တာတစ်ခုကတော့သူ့သားအတွက်အသေးခံမယ်ဆိုကျွန်တော်အသေးခံရ That's တယ် the evidence I am a father. အဲ့ဒါဖခင်တယောက်ဖြစ်ရခြင်းအတိတ်ပဲ The father is the person ခမင်းတော်ဆိုတာ who is ပုဂ္ဂိုလ် willing to die for his son. အဖေဆိုတာ That's the father. သားတွေအတွက်အသေးခံဝတ်တဲ့ပုဂ္ဂိုလ်တူဖြစ်တယ် How could Jesus be called everlasting father? အဲ့ဒါခရစ်တော်သခင်ယေရှုကဘာဖြစ်လို့ထာဝရအဖလို့အခေါ်ခံရတာလဲ Yes, he came down from heaven ဒါမှန်နဲ့သူကကောင်းကင်ကနေဆင်းသက်လာတယ် because his children, his sons and daughters ဒါကြောင့်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့သားတွေသမီးတွေဒီလောကမှာအ must များကြီးရှိတယ် die သူကသေရတော့မယ်က because လေး of တွေက their sins. And then the father cannot bear their children's death. And then he came down and died. ကလေးတွေအားလုံးဒီအပြစ်တရားထဲမှာသေရမယ့်အရာယူသူမခံစားနိုင်လွန်းလို့ဆင်းလာပြီးတော့လူသားအဖြစ်ခံပြီးသူသေဖို့ရွေးချယ်လိုက်တယ် Surely he is a father, everlasting father. ဒါကြောင့်လို့သူလုံးဝသေချာတဲ့ဒါထာဝရအဖပဲ His love cannot သူ့ရဲ့မေတ္တာကဘယ်တော့မှ diminish actually. လုံးဝပျက်စီးမသွားဘူး Yes, and then Jeremiah chapter 31 verse 3. အဲ့မှာယေရမိအခန်းကြီး31အငယ်3မှာ He said, I have loved you with an everlasting love. ထာဝရမေတ္တာနဲ့တင့်ကိုငါချစ်တယ်ဆိုတဲ့စကားလုံးပါတယ် His love cannot be changed. သူ့ရဲ့မေတ္တာဟာလုံးဝပြောင်းလဲခြင်းမရှိဘူး
Yes, throughout eternity, from eternity to eternity, ဟိုးထာဝရ His ကာလ love နေ cannot be changed. နောက်ထာဝရကာလအထိသူဟာလုံးဝပြောင်းလဲတဲ့ဖခင်မဟုတ်ဘူးမေတ္တာမပြောင်းလဲဘူး We call it everlasting love. အဲ့ဒါကိုထာဝရမေတ္တာလို့ခေါ် I have loved you. ငါနဲ့ကိုချစ် With an တဲ့ everlasting ချစ်ခဲ့တာထာဝရမေတ္တာနဲ့ချစ်တာဖြစ်တယ်လို့ပြောတယ် And so He is our everlasting Father. အဲ့ဒါကြောင့်သူဟာတို့ရဲ့ထာဝရအဖဖြစ်ရတာဖြစ်တယ် God is your everlasting Father. ဖခင်သခင်ကလည်းပဲထာဝရအဖပါပဲ How could we believe that? ဒါဆိုတို့တွေသူ့ဘယ်လိုယုံကြည်နိုင်မလဲ Yes. Look on Jesus on the cross. ကားတိုင်းမှာရှိတဲ့ယေရှုခရစ်ကိုကြည့်ချင်အဖြစ်တို့တွေယုံကြည်နိုင် He တယ် devoted his own life to you. ဒီသူကိုယ်တိုင်သူ့ရဲ့ဘဝသူ့ခန္ဓာကိုယ်တစ်ခုလုံးသင်တို့အတွက်လာပေးဆက်ခဲ့တယ် He has forgiven all of us all our sins. တို့တွေရဲ့အပြစ်တွေအားလုံးသူခွင့်လွှတ်ပေးသွားခဲ့တယ် That's the sure evidence that He is our everlasting Father. အဲ့ဒါကသူဟာတို့ရဲ့ထာဝရအဖဖြစ်နေခြင်းကိုသေချာစေတဲ့အရာပဲ Yes, according to the Bible, our Heavenly Father will restore us to His original family once again. ဒါကြောင့်အခုတို့ရဲ့ဒီနေ့သင်ခန်းစာမှာဆိုဘုရားသခင်တို့ကိုကိုယ့်ရဲ့တို့တွေရဲ့ငကိုမူရင်းအိမ်ကိုပြန်ခေါ်သွားနေချင်တာ Yes, we will be restored surely to our original တို့တွေ family. လည်းပဲကိုယ့်ရဲ့ငကိုမူရင်းအိမ်ကိုပြန်ပြီးတော့တည်ဆောက်ရမယ် Very interestingly, ဒါစိတ်ဝင်စားဖို့ကောင်းတယ် Jesus said of His own death, သခင်ရှုသူ့ရဲ့သေခြင်းအကြောင်းသူပြောခဲ့တယ် let's go to John chapter 16 verse 31. ယောဟန်အခန်းကြီး16ငယ်31 Okay, John 16 verse ယောဟန်အခန်းကြီး16 I'm sorry. Sorry, 21. Sorry. John chapter 16 verse 21. ယောဟန်အခန်းကြီး16ငယ်21မှာရှိပါတယ် Jesus said, "A woman, when she is in labor, has sorrow because her hour has come. But as soon as she has given birth to her child, she no longer remembers the anguish for joy that a human being has been born into the world." ဆိုတော့အမျိုးသမီးတူအဲ့ထဲမှာပေါ့ဗျာအမျိုးသမီးတူသူကလေးမွေးတော့မယ်ဆိုတော့အယံဝေဒနာတွေခံစားတာမဲ့မွေးပြီးတဲ့အခါမှာကလေးရဲ့မျက်နှာကြောင့်သူခံစားရဝေဒနာအားလုံးကိုမေ့ပြောက်သွားတယ်မိမဒီတောက်ဖွားစဉ်အခါဖွားရတော့အချိန်စစ်တော့ကြောင့်ဝမ်းနေခြင်းရှိ၏ဖွားမြင်ပြီးမှဤလောက၌လူတစ်ယောက်ကိုဖွားမြင်တော့ကြောင့်ဝမ်းမြောက်ခြင်းရှိ၍အထက်ခံရသောဝေဒနာကိုမေ့လျော့တတ်၏လို့ပေါ့ဗျာ Yes, Jesus himself said of the labor in birth, actually. ဆိုတော့ဒီအမျိုးသမီးလူမျိုးပေါ့နော်ဆိုတော့သူမွေးဖွားမြင်ရတဲ့အချိန်ခါမှာတော့ဝေဒနာရှိတယ် That means Jesus bore us in His own image. တခင်ယေရှုကတို့တွေအားလုံးသူ့ရဲ့ပုံသဏ္ဍာန်နဲ့ညီမွေးဖွားပေးလိုက်တာ Isaiah chapter 49 verse 15. နောက်တစ်ခုကြမ်းချက်လေးကဟေရှာယမှာရှိတယ် Yes, very interestingly, the Bible says, Isaiah chapter 49 verse 15. 15ပါနော် Can a woman forget her nursing child and not love compassion on the son of her womb? Surely they may forget. Yet I will not forget you. အမျိုးသမီးတူကသူဒီမှာမိမသည်မိမိဖွားသောသားကိုမတနာသည့်တိုင်အောင်မိမိနိုးစွတငယ်ကိုမေ့လျော့နိုင်တယ်လို့အကယ်၍မေ့လျော့တော့လဲတင့်ကိုငါမမေ့လျော့ဆိုပြီးဖော်ပြထားတယ်နော် Okay, and then Jesus himself expressed himself as the mother, spiritual mother actually.
တခင်ယေရှုကဒီနေရာမှာသူ့ကိုယ်သူဒို့တွေရဲ့ဝိညာဉ်ရေးမိခင်နေရာမှာသူယက်တည်ပေးခဲ့တယ် Yeah, very interesting sayings. အရင်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေပဲ Once again, we are going back to our topic this morning. Once again, yeah, the ပြီး home, တို့ခေါင်းစဉ်ကိုပြန်သွားမယ်တို့ရဲ့ heavenly home. ငကိုမူရေးအိမ်ကောင်းကင်အိမ်ဆိုတဲ့အရာတစ်ခုဖြစ်ပါတယ် Yes, there are mom and dad in our heavenly home. တို့ကောင်းကင်မှာတို့ရဲ့မိခင်ဖခင်ရှိတယ် Yes, ကောင်းကင်အိမ်မှာ they became oneness with love. သူတို့တွေကမေတ္တာမှာတစ်လုံးလုံးရတယ်ဖြစ်ကြပြီးတော့ Yeah, devoting themselves to သူတို့တယောက်နဲ့တယောက်စက္ကန့်အနက်တယောက်နဲ့ and တယောက်ပြည့်စက် committing ကြပြီးတော့ themselves one another. တူနဲ့တူအဲ့လိုစီ They စီလုံးကြပြီး became oneness. အဲ့မှာတစ်လုံးလုံးရတယ်ဖြစ်လာတယ် Yes, that's original Adam. အဲ့ဒါကမူရင်းငကိုမူလအာဒမ်ဖြစ် In ခဲ့ Adam, အဲ့အာဒမ်ထဲမှာ there were three persons: Father, Son, and the Holy Spirit. အာဒမ်ဆိုတဲ့ပုဂ္ဂိုလ်တူထဲမှာသုံးပါးတဆူ They became ရှိနေတယ် oneness. အဲ့ဒါတွေကတစ်လုံးလုံးရတယ်ဖြစ် Became oneness with love. မေတ္တာအားဖြင့် with တစ်လုံးလုံးရတယ်ဖြစ်တာ And so, when we must have been died because of our sins, yes, our Father could not bear. တို့တွေကအပြစ် Yes. ထဲမှာ Sure. အပြစ်တရားကြောင့်တည်သွားတဲ့အချိန်မှာဆိုလို့ရှိရင်တို့ခမဲတော်ကအဖေက Yes, မ and ခံ then- စားနိုင်ဘူး And he came down. ဒါကြောင့်မလို့လေ And ကောင်းကင် died ကနေဆင်းလာပြီးတော့ instead ဒီ of လောက his မှာ children. လူသားတစ်ယောက်အနေနဲ့အသေးခံခဲ့တာဖြစ်တယ် Yes, please remember, အရင်အဲ့ဒါကိုအမြဲတမ်းမှတ်ထားပေးပါ you and I have Heavenly Father. သင်နဲ့ကျွန်ုပ်မှာထာဝရခမဲတော်ဖျားရှိတယ် Okay? Once again, နောက်တစ်ခါပြန်ပြောမယ် we have the Heavenly Father ငါတို့တွေအားလုံးမှာကောင်းကင်ခမဲတော်ကောင်းကင်ထာဝရအဖရှိတယ် who died instead of me. အဲ့ဒီခမဲတော်ဖျားကြီးကတို့တွေအတွက်အသေးခံပေးသွားခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ် Yes, if I ask you a question, do you have the Father? so ကျွန်တော်သင်တို့အားလုံးမေးခွန်းတစ်ခုမေးချင်တယ်တို့မှာအဖေရှိလား Yes we have Yes, your physical father would not live forever, but your Heavenly Father loves you. မှန်တယ်သင်တို့ရဲ့ဘယ်လိုပြောမလဲဒီကိုယ်ကာယနဲ့ဆိုင်တဲ့အဖေဆိုတာတော့ထာဝရကလုံးအသက်ရှင်နိုင်မှာမ He ဟုတ်ဘူးဒါပေမဲ့ cannot တို့မှာ die. ထာဝရအဖေရှိတယ် He cannot die. သူကမတည်နိုင်ဘူး Why cannot he die? Because of you. သင်တို့ကြောင့် He အဲ့ကောင်းကင်မှာရှိတဲ့ထာဝရအဖတည်လို့မရတော့ဘူးဘာဖြစ်လို့လဲသင်တို့အတွက်ကြောင့် He will take care of you. သင်တို့အားလုံးကိုစောင့်ရှောက်အောင်မယ်လေအမြဲတမ်းထာဝရကာလပဲစောင့်ရှောက်မယ်ဖေအဖေဖြစ်တဲ့အတွက်ကြောင့် Eternally. ထာဝရကာလတစ်လျှောက်သင်တို့စောင့်ရှောက်ရမယ် He is your true Father. အဲ့ဒါမှသင်တို့ရဲ့ Everlasting Father. ထာဝရအဖဖြစ်ပါလေ He can never die.သူကလုံးဝတည်လို့မရဘူး Why? ဘာဖြစ်လို့လဲ He must take care of you. ဒီကလေးတွေကိုစောင့်ရှောက်အောင်မယ် You are သင်တို့တွေက the sons, အဲ့ဒီအဖခ the မဲတော်ရဲ့ daughter of your Heavenly သား Father. နဲ့သမီးတွေဖြစ်ကြတယ် Congratulations. အားလုံးဂုဏ်ယူပါတယ် Yes, you find your Heavenly Father this morning. ဒီနေ့မနေ့သင်တို့အားလုံးသူတို့ရဲ့အဖခမဲတော်ထာဝရအဖကိုရှာတွေ့သွားတဲ့အတွက်ကြောင့်ဂုဏ်ယူပါတယ် Yeah, He's your everlasting Father. အဲ့ပုဂ္ဂိုလ်ကသင်တို့ရဲ့ထာဝရအဖဖြစ်တယ် Your physical father would die someday. သင်တို့ရဲ့ကိုယ်ကာယနဲ့ Your ဆိုင် Heavenly တဲ့ကိုယ့်ရဲ့အဖေ cannot die. ကတော့မကြခင်တည်သွားမှာပဲ Why can't he die? ဘာဖြစ်လို့တည်ရမှာ He must take care of you. He must take care of you. He wants to leave you forever. ဒါမဲ့တို့ရဲ့အဖ He loves ခမဲတော်ဆိုသူကတည်လို့မရဘူးသင်တို့အမြဲတမ်းစောင့်ရှောက်နေရအောင်မှာဖြစ်တဲ့အတွက်ကြောင့် Yeah, congratulations. ဒီနေ့မနေ့အားလုံးဂုဏ်ယူတယ် Yeah. This morning you find your ဒီ heavenly နေ့မနေ့သင်တို့အားလုံး Everlasting Father. ကိုယ့်ရဲ့ထာဝရအဖအယူကိုရှာတွေ့သွားတာဖြစ်တဲ့အတွက်ကြောင့်ဂုဏ်ယူပါတယ်အာမင် Actually, I became an Adventist.
so ဆရာလည်းပဲဒီ Adventist At the ageဖြစ် of လာခဲ့တာ 15 years old, and I became an Adventist. At that time, my father was not a Christian, and then my father abandoned me because of my. သူတက်15နှစ်မှာပြောရလားလွန်ခဲ့တဲ့15နှစ်လို့ပြောရလား He အဲ့ ex- မှာ तू ကဒီစနေသင်းဖြစ်လာပေါ့နော် Adventist ဖြစ်လာတဲ့အခါမှာအဖေကသူ့ကိုစိတ်နာပြီးတော့မောင်းထုတ်လိုက် he expelled me from his home. သူကအမွေပြက်ဆွန့်လွှတ်လိုက်တဲ့သဘော I ပေါ့နော် became like an orphan. तू ကမိဘမဲ့လို့ဖြစ်သွားတယ် I had no money, ပတ်စံလည်းမရှိဘူး no friends, no တငယ် family. ချင်းလည်းမရှိမိသားစုလည်းမရှိ And at that time, I went to the Adventist Academy. အဲ့ဒီခါမှာ तू ကအဲ့ဒီတို့ဒီ Adventist ပေါ့တို့အသင်းတော်အကြောင်းရဲ့ Yes, စာသင်ကျောင်း तू သွားခဲ့ and I must have walked day and night. အဲ့မှာအလုံးလုံးပြီးတော့ At Yeah. night, I was actually I was a school guard. ညဆိုလို့ရှိရင်ဂိတ်ဆောင်ရတယ် Yeah, I could not sleep အိပ်ရမယ့်အချိန်ကနေ because I must have earned my ဆိုပတ်စံ money. ရှားမယ်ကြောင်းတက်ရမယ် In the daytime, I also I နေ့အချိန် had မှာ to လည်းပဲ work. နေ့အချိန်လည်းအလုံးလုံးရတယ် Actually, I was an orphan. အဲ့ဒီအချိန်မှာတကယ်ပဲ तू ကမိဘမဲ့ပဲ In the classroom, I usually အခန်းထဲမှာစာသင်တဲ့အချိန်ဆိုလို့ရှိရင်ဘာဖြစ် I လဲ was sleeping. အိတ်ငိုက်နေတာ Actually, I could not study either. ဒါစာတောင်းကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး But after 10 years, အဲ့လိုနဲ့10နှစ်ကြာသွားတဲ့အခါမှာ my father was baptized. My father was baptized. ဩအဲ့လိုနဲ့10နှစ်ကြာသွားကအဖေကနှစ်ချင်းခံလာတယ် Our Heavenly Father answered my poor prayer. အဖခမဲတော့ကောင်းမှရှိအဖခမဲတော့ကျွန်တော်ရဲ့အသေးအတန်ဆုတောင်းမှုကိုသူနောက်ဆုံးတော့အဖြစ် Yes, every morning and every night I pray to God. မနေ့တိုင်းမှာဖခင်ရဲ့ဂုဏ်တော်ချီးမွမ်းပြီး Please. ဆုတောင်းတယ် Change my father's heart. ကျေးဇူးပြုရဲ့ကျွန်တော်ရဲ့အဖေရဲ့စိတ်နှလုံးကိုပြောင်းလဲပေးပါဆို Oh, Heavenly Father, အိုးကောင်းကင်ခမဲတော်ဖခင် if my father will go to the hell, အဖဖခင်ကျွန်တော်အဖေကသာငရဲကိုသွားမယ်ဆိုရင် please send me to the hell instead of my father. ကျွန်တော်ကိုပဲကျွန်တော်အဖေကိုစားငရဲကိုပို့လိုက်ပါလို့ဆုတောင်းမိတယ် Yes, finally God answered my နောက်ဆုံးတော့ prayer. ကျွန်တော်ဆုတောင်းတဲ့ကိုဖခင်သခင်ကနားညောင်းခဲ့ပါတယ် And finally, God moved my father's heart, and then he was baptized. နောက်ဆုံးဖခင်သခင်ကအဖေရဲ့စိတ်ကိုပြောင်းလဲစေပြီးနောက်သူပါနှစ်ချင်းခံသွားတယ် Even though my father abandoned me, အဖေကကျွန်တော်ကိုစွန့်လွတ်ခဲ့ပေမဲ့ my Heavenly Father, ကောင်းကင်ခမဲတော်ကတော့ကျွန်တော်ဘယ်တော့မှ yes, Masunod he kayo. could not abandon me. ကျွန်တော်ဘလုံးဝမစွန့်လွတ်နိုင်တဲ့ဖခင် Why? ဖြစ်တယ်ဘာဖြစ်လို့လဲ I am his loving son. ကျွန်တော်ကသူ့ရဲ့အရင်ချစ်ရတဲ့သားဖြစ်နေလို့ပဲ And then he showed me ဒါကြောင့်သူကကျွန်တော်ပြတယ် the cross. ကားတိုင်းကိုသူပြတယ် Yes, my Heavenly Father died အဲ instead of ကောင်းကင်ခမဲတော်ကကျွန်တော်ကိုယ်စားလက်ဝါးကားတိုင်းမှာအသေးခံခဲ့တယ်ဆိုတော့ကျွန်တော်ပြတယ် Yes, and then I could find my real father. အဲ့မှာကျွန်တော်ရှာတွေ့သွားတာကျွန်တော်ရဲ့အဖေအရင်ဟာဘာတူလဲဆိုတာကျွန်တော်ကော I င်းကောင်း hope သိတယ် and pray all of us this morning can find your heavenly ဒီနေ့မနက်မှာလည်းပဲ everlasting အားလုံး Father. ကိုမျှော်လင့်ပါတယ်သင်တို့ရဲ့စစ်မှန်တဲ့ခမဲတော်ဖခင်ကို Look on your father. သင်တို့ရဲ့အဖေကိုကြည့်ပါ Yes, on the cross ကားတိုင်းမှာရှိတဲ့အဖေကိုကြည့် you can find your everlasting Father. အဲ့မှာသင်တို့ရဲ့ထာဝရအဖကိုတွေ့သွားလိမ့်မယ် He says, I have loved you with an everlasting love. အဲ့ဒီကနေကားတိုင်းကနေသင်တို့ပြောနေတယ်ငါနင့်ကိုထာဝရမေတ္တာနဲ့ချစ်တယ်လို့ပြောနေတဲ့ထာဝရအဖကိုသင်တို့တွေ့သွားလိမ့်မယ် Yes, we are going back to our heavenly home. သူမှန်တယ်တို့တွေကသူကိုတို့တွေအားလုံးရဲ့ထာဝရကောင်းကင်အိမ်တော်ကိုသွားရမှာဖြစ်တယ် Yes, coming home, coming home. ဒါအိမ်ကိုပြန်လာပါဆိုတယ်เนาะအိမ်ကိုသွားကြမယ်
Yes, we will meet our Heavenly Father face to face. တို့ရဲ့ဖခမဲတော်ကိုတို့မျက်နှာချင်းဆိုင်သွားတွေ့ရအောင်မယ် Have you seen the face of our Father? ကိုရရဲ့တို့ရဲ့ဖခမဲတော်ဖျားကိုတွေ့ဘူးလား No, No. no one, no ဘ one. ယ်သူမှမတွေ့ဘူးသေးပါဘူး But ဒါပေမဲ့ on the cross, ကားတိုင်းမှာ you can look on your Heavenly Father's face. အဲ့ကားတိုင်းကိုကြည့်ခြင်းအပြင်တို့တွေရဲ့ထာဝရအဖကိုမြင်လို့ရတယ် Jesus said, John chapter 14, verse 9, သခင်ယေရှုကယောဟန်ခန်းကြီး14အငယ်9မှာ He ပြောလဲ said, ဆိုတော့ whoever has seen me has seen the Father. Yes, your Heavenly Father is on the cross. He သ died. ခင်ယေရှုဘာပြောလဲ Instead of- ငါ့ကိုမြင်တဲ့သောသူဟာတဲ့ခမဲတော်ကိုမြင်ပြီအတိတ်ပဲ Jesus, once သေခံ again, ခဲ့တဲ့သခင်ယေရှုကြည့်ခြင်းအပြင်တို့ခမဲတော်တွေ့နိုင်တယ် Jesus is your everlasting Father. သခင်ယေရှုဟာသင်တို့အားလုံးရဲ့ထာဝရအဖဖြစ်တယ် If you want to see your Heavenly Father's face, you should go to the cross and look on Him. ဒါကြောင့်ကိုယ့်ရဲ့ Look on ကောင်း his ကင် face. ခမဲတော်ဖရားကိုတွေ့ခြင်းနဲ့ဆိုလို့ရှိရင်လက်ဝါးကားတိုင်းမှာအသေးခံခဲ့တဲ့သခင်ယေရှုတို့လက်ဝါးကားတိုင်းကိုကြည့်ပါတွေ့လိမ့်မယ် Okay? Let's go to the cross. ဒါဆိုရင်ကားတိုင်းကိုသွားရအောင် Yes, we can see အဲ့ဒီမှာ the face of our Heavenly တို့ Father. ရဲ့ဖခမဲတော်ရဲ့ He မျက်နှာကို loves တွေ့ဖို့ you. ဖြစ်တယ်သင်သူကသင်တို့ကိုချစ်တယ် Yes, He's telling you now. သင်တို့အခုပြောနေရပါလား I have loved you ငါနင့် with an ကို everlasting ထာဝရမြတ်တာနဲ့ချစ်တယ်လို့ပြောနေတာ Okay. We can be happy. တို့တွေကပျော်လို့ရတာပေါ့ We must be happy. တို့တွေပျော်ရမယ် Your Heavenly Father သင်တို့ရဲ့ says to you, ကောင်းကင် you, အဖခမဲတော် you must be happy. တို့တွေကိုပြောနေတယ်နင်တို့ပျော်ရမယ်နော်နင်တို့ပျော်ရမယ် Yes, we should be happy. ဒါကြောင့်တို့တွေပျော်ရမယ်လူတွေဖြစ်တယ် Our Heavenly Father ဘာကြောင့်လဲဆိုတော့ says to us, I love you. တို့ရဲ့အဖခမဲတော်ဖခင်တို့ပြောနေ With an နင့်ကငါ everlasting ထာဝရမြတ်တာနဲ့ချစ်နေတာပြောတယ် Okay, let's pray. ဟုတ်ပြီကျေးဇူးတင်တယ်ဆုတောင်းရအောင်နော် Father, our Father, Heavenly yeah. Father, ကောင်းကင်ဘုရားရှင်ဖာ we have seen you on the cross. ကိုရောဖဖျားကိုကျွန်တော်တို့ကားတိုင်းမှာတွေ့မြင်ရပါပြီ You died instead of us. ကျွန်တော်တို့ကိုယ်စားကိုရောဖအသေးခံခဲ့တယ် And then you have given us your eternal love, eternal life. အဲ့ဒါပြီးတော့ကိုရောရဲ့ထာဝရမြတ်တာထာဝရအသက်ကိုကျွန်တော်တို့ပေးခဲ့ Please help us not to forget your everlasting love. ကိုရောရဲ့မြတ်တာထာဝရကာလထာဝရမြတ်တာကိုမမေ့လျော့ဖို့ကျွန်တော်တို့ကူညီပေးပါပါ Please help us to see, look on you on the cross. ကားတိုင်းပေါ်မှာကိုရောရဲ့မျက်နှာကိုတွေ့မြင်နိုင်ဖို့လည်းကူညီပေးပါ Help us to remember you on the cross. ကိုရောရဲ့ကားတိုင်းပေါ်မှာလှုပ်ဆောင်ခဲ့တဲ့အရာကိုမှတ်မိဖို့လည်းကူညီပေးပါ Thank you, Lord. ကျေးဇူး Thank တင် you, တ our ယ်ဖာ Father. ကျေးဇူးတင်တဲ့အဖာ We love you with the love you have given us. ကိုရောကိုယ်တိုင်ကျွန်တော်တို့ပေးတဲ့မေတ္တာနဲ့ပြန်ချစ်ပါတယ် In the name of Jesus. ယေ we ရှုခရစ်တော် pray. ဖခင်ရဲ့နာမ၌ဆုတောင်းပါ၏ Amen. အာမင်